လမ်းပြကြီးနဲ့အိုးဝေဆရာလေးရာမစ်တခါတော့ကရွာလေးတူအောင်မှာလီလာလို့ခေါ်တဲ့အတော်ကြီးတယောက်ရှိတယ်။ဒီနေ့မှာတော့သူ့ရဲ့ကိုဝင်ဆောင်ချွေးမဖြစ်သူရေရှမ်းဟာဘိုင်နာလာတာမို့လို့လီလာကအငှားအိုးဝေလေးတစ်စီးနဲ့မြို့ကစီယုံကိုအမြန်ပို့ဖို့စူးစမ်းပါတော့တယ်။ဒါပေမဲ့ကန်ဆိုးချင်းတော့ရွာလမ်းမကြီးကဂျိုင်းခွက်တွေဘွက်တွေနဲ့အရန်ကိုပစ္စည်းနေပါတယ်။အိုးဝေဆရာလေးကအတက်နိုင်ဆုံးမောင်းပေးပေမယ့်ဘွားအိုင်နဲ့တခုလေးကိုကျွန်းကြသွားပြီးအိုးဝေမှောက်သွားပါလေရော။အဲ့ဒီမတော်တဆမှုကြောင့်ပဲလီလာရဲ့ရွှေမလေးရေချမ်းရောမွေးလာမဲ့မြေးလေးပါအသက်ဆုံးရှုံးခဲ့ရချတယ်။နေ့အနည်းငယ်ကြာပြီးနောက်မှာတော့အဲ့ဒီလမ်းမကြီးဟာပြင်မဲ့သူမကြည့်လို့ပိုပြီးဆိုးရွားလာပါတယ်။အဲ့ဒီရွာမှာယာမစ်လို့ခေါ်တဲ့ယူသားကြိုးစားတဲ့အိုးဝေမောင်သမားလေးတယောက်ရှိတယ်။သူ့အိုးဝေလေးကိုဟီရိုလို့နာမည်ပေးထားပြီးရွာသူရွာသားတွေကိုဝန်ဆောင်မှုပေးနေသူပေါ့။ဒီနေ့မှာတော့ဟီရဲ့တဲ့ဦးလေးတယောက်လမ်းကြိုင်းခွဲကြောင်းချော်လဲပြီးဟီရွက်တွေအကုန်ချုံရည်တဲ့ကြားကခြုံသွားတာကိုယာမစ်မြင်လိုက်ရတယ်။သူ့သမီးလေးပရီကလည်းလမ်းဆိုးလုံးလို့ကျောင်းကရွာထဲမဝင်နိုင်တာကြောင့်ကျောင်းမတက်ရချဘူး။ယာမစ်တယောက်ဒီလမ်းဆိုးကြီးကိုကြည့်ပြီးအရင်စိတ်နာနေမိတယ်။ဒီနေ့မှာတော့ရွာအထက်နားကတဲတစ်ခုမှာနိုင်ငံရေးသမား next နဲ့ကန်ထရိုက်တာမိုဒူရန်တို့စမူစာထိုင်စားရင်စကားပြောနေတာကိုယာမစ်မတော်တဆကြားလိုက်ရတယ်။သူတို့ပြောနေတာကဒီလမ်းကိုခဏခဏပြင်အောင်ထားမှငါတို့လမ်းပြင်ခဘတ်ဂျက်တွေခိုးလို့ရမှာလမ်းကောင်းသွားရင်ငါတို့ငတ်သွားမှာပေါ့ဆိုပြီးရဲမောနေကြတာပါ။ဒါကိုကြတော့ယာမစ်ဒေါသအကြီးအကျယ်ထွက်သွားပြီးယောဂပညာရှိဦးလေးဂျူကာဒူးစီအကြံသွားတောင်းပါတယ်။ဂျူကာဒူးကသူ့ပိုးဝါးတွေလက်ထက်ကလေးကတုံးခဲ့တဲ့လှုပ်ဝက်နီးလန်းတစ်ခုကိုပြောပြတယ်။အဲ့ဒါကတစ်ပင်တစ်မျိုးကရတဲ့အလွန်ကက်အားကောင်းတဲ့သဘာဝကောစီတစ်မျိုးပါပဲ။အဲ့ဒီကောစီကိုကြောက်ခဲမြေကြီးတို့နဲ့ရောလိုက်ရင်ဘီလက်မြေထက်တောင်ပိုခိုင်ပါတယ်လို့ဆိုပါတယ်။ယာမစ်လည်းရွာသားတွေကိုအစည်းအဝေးခေါ်လူဆိုးတွေရဲ့မတမာမှုကိုဖွင့်ချပြီးဂျူကာဒူးရဲ့ကောစီနီးပညာနဲ့လန်ခင်မိုစီယုံလိုက်တယ်။ရွာသားတွေအားလုံးကလည်းဝိုင်းဝန်းကူညီကြတာပေါ့။ယာမစ်ကသူ့အိုးဝေလေးနောက်မှာတစ်သားပြားကြီးတက်ပြီးလမ်းကျိတ်တဲ့သဘောမျိုးလောက်ကတညာလုံးလန်ခင်ကြတယ်။မနေ့မိုးလင်းတော့ရွာလမ်းမကြီးဟာမှန်သားလို့ပြောင်းလဲပြီးအရန်ကိုခိုင်မာတောင်းတင်နေပါပြီ။ကလေးတွေလည်းပြောဟင်းရတဲ့တွေလည်းပြောပေါ့ဒါကိုကြတော့ next နဲ့မိုဒူရန်တို့တော့သာထွက်ပြီးငါတို့ခွင့်ပြုချက်မရပဲလမ်းခင်းရမလားဆိုပြီး20ရန်တန်ပါကားရီတစ်စီးနဲ့လမ်းကိုပြည့်စည်ဖို့ရောက်ချလာကြတယ်။ရွာသားတွေကအလက်တကျဖြစ်သွားပေမဲ့ရွှေမဆုံးကြုံထားတဲ့လီလာကကားကြီးထွက်ရဲပြီးကြားပါတယ်။လူဆိုးတွေကဂယုမဆိုင်ပဲကားကြီးနဲ့လမ်းကိုဝင်တိုက်ဖို့လုပ်တဲ့အခါမှာတော့အန်အောစရာကောင်းတာတကူဖြစ်သွားတယ်။ဂျူကာဒူးရဲ့ကောစီအစွမ်းကြောင့်ဒန်ဘာကားရဲ့ဘီတွေဟာလမ်းသားနဲ့ကတ်သွားပြီးရှေ့ဆက်တိုးလို့မရနောက်ဆုတ်လို့လည်းမရပဲတန်လိုင်းဖြစ်သွားပါလေရော။နက်ဆီနဲ့မိုဒူရန်တို့လည်းကားပေါ်ကဆင်းပြီးပြဿနာချဖို့လုပ်နေတော့ရဲကားတွေရောက်လာကြပါတယ်။ရွာသားတွေကသူတို့ရဲ့အကတိလိုက်စားမှုအထောက်အထားတွေကိုရဲကိုပေးလိုက်တာကြောင့်လူဆိုး2ယောက်လုံးလက်ထိတ်ခတ်ခံလိုက်ရတယ်။ယာမစ်လည်းကျွန်တော်အတွက်ဥဝေအသိမလိုပါဘူးတရားမျှတမှုရရင်ကျင်းနဲ့ပါပြီလို့ပြောလိုက်တယ်။နောက်ဆုံးမှာတော့ယာမစ်ရဲ့သမီးလေးပရီတဲ့ကျောင်းကားစီးပြီးကျောင်းတက်သွားနိုင်တယ်လို့ရွာလေးလည်းစီပင်ဝါပြောပြီးပျော်ရွှင်စရာကောင်းတဲ့ရွာလေးဖြစ်သွားပါတော့တယ်။ဒီဇလန်လေးကတော့စီလုံးချင်းဟာအကျင့်ပြတ်စားစားမှုတွေကိုအနိုင်ယူနိုင်တဲ့ဆိုတာကိုပြသနေပါတဲ့ကွယ်။